ရောင်ခွဲခြားထားခြင်းမရှိသလိုဂီတဟာအစွမ်းထက်မြက်လာတဲ့လူမှုဆက်သွယ်ရေးကိရိယာလည်းဖြစ်ပါတယ်ရှင်ကျွန်တော်တို့ဟာဂီတနဲ့တိုင်းပြည်ကိုထူထောင်နိုင်ပါတယ်တာယာဝါပြောအောင်လေဆောင်ရွက်လုပ်ကိုင်နိုင်ပါတယ်ရှင်ဒါကြောင့်လေဂီတတာလျင်လူမျိုးတာ၍ဂီတချလျင်လူမျိုးချမည်ဆိုတဲ့ဆိုရိုးစကားရှိနေခြင်းပဲဖြစ်ပါတယ်ရှင်ဒီလိုစွမ်းပကားတွေများစွာရှိနေတဲ့ဂီတအမှုပညာဟာကျွန်တော်တို့တွေအားလုံးလက်ဆင့်ကမ်းထိမ့်သိမ်းကြရမယ်ဂီတအမှုပညာနဲ့ဂီတကဏ္ဍဝင်တွေပဲမဟုတ်ပါလားရှင်တိုင်းနယ်ပြည်သူအကျိုးတူစေဖို့တိုင်းနယ်ပြည်ရွာထွန်းပြောင်စေဖို့ဂီတစွမ်းအားနဲ့စူးစမ်းကြဖို့ဆိုတဲ့ရည်ရွယ်ချက်ပေါင်းများစွာနဲ့ဂီတစာဆိုနဲ့ဂီတမူကြီးဥပုခင်ကဂီတစွမ်းအားဆိုတဲ့တေးသချင်းကိုရေးဆက်တည်ကုန်းခဲ့တာပဲဖြစ်ပါတယ်ရှင်ဒီသချင်းကိုတော့တေးတန်ရှင်ကိုချစ်သွေးကလာဝင်းရင်တေးဂီတနဲ့အတူဂုံပြုတ်တီးဆိုမှဖြစ်ပြီးအလင်းသစ်ယဉ်ကျေးမှုအဖွဲ့မှဂီတနတ်သမီးအဖြစ်တေးတန်ရှင်ဇူလိုင်ဝင်းထေတို့ကတရုတ်ဖော်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ရှုစားအားပေးတော်မူကြပါအောင်ရှင်န
တိုင်းနဲ့